ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တောတဲ့အပန်းပစ်ခီးထွက်လာတဲ့ LGBT စုံတွဲစီလူစိမ်း၄ယောက်ရောက်လာပြီးကဘာကြီးကိုကယ်တင်ဖို့သူတို့တဲကတယောက်စတေးခံရမယ်လို့ပြောတဲ့နောက်လူစိမ်း၄ယောက်ကကောဘသူတွေလဲသူတို့ပြောတာတွေကရောအမှန်တွေဖြစ်မလားဆိုတာကိုကျွန်တော်နဲ့အတူကြည့်ရှုခန်းစားကြပါအောင်ခင်ဗျာဇလန်းလေးရဲ့အစမှာတော့ဝင်လို့ခေါ်တဲ့ကလေးမလေးဟာတောထဲကဓာတ်ခုတ်ကောင်လေးတွေကိုဖမ်းလို့ပလင်းထဲထည့်နေရင်တယောက်တည်းစကားတွေပြောနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအဝေးကနေလူတယောက်ကိုလှမ်းမြင်လိုက်ရပြီးအဲ့လူကလည်းဝန်စီကိုဥတီလာလို့သူ့နာမည်ကလီယိုနက်ဖြစ်ပြီးဝန်နဲ့တငယ်ချင်းလှုပ်ချင်တယ်လို့ပြောပါတယ်အဲ့ဒီနောက်တော့ဝန်ကဓာတ်ခုတ်ကောင်လေးတွေဖမ်းနေတာကိုမြင်တော့သူကကူဖမ်းပေးခဲ့ပြီးအကောင်ဖမ်းတာပါရမီပါတာလားတယောက်ယောက်ကတင်ပေးတာလားလို့မေးလိုက်တော့ဝန်ကလည်းခလေးပြီးသူ့ရဲ့ဒယ်ရီအဲရစ်ကတင်ပေးတာလို့ပြောခဲ့ပါတယ်ဒါနဲ့လီယိုနက်ကဘာလို့အဖေကိုနာမည်တက်ခေါ်တာလဲလို့မေးတော့ဝန်ကလည်းသူ့မှာအဖေနှစ်ယောက်ရှိတာမို့နာမည်တက်ခေါ်မှဘသူ့ကိုပြောတယ်ဆိုတာသိမှလေလို့ပြန်ပြောလိုက်ပါတယ်။အဲဒီနောက်တော့လီယိုနက်ကသူ့မှာပါလာတဲ့ပန်းပွင့်လေးတစ်ပွင့်ကိုဝန်ကိုလက်ဆောင်ပေးရင်ပန်းပွင့်လေးတွေကိုချွေပြီးတယောက်တစ်လက်မေးကိုမေးကြမယ်လို့စကားဆလိုက်ပါတယ်။ဒါနဲ့လီယိုနက်ကဝန်ရဲ့နှကန်းကွဲနေတဲ့အကြောင်းမေးပြီးသူ့မှာတော့ဝန်လို့အပြင်းမအမှားရုံမရှိပေမဲ့နှလုံးသားထဲမှာတော့ကြေကွဲနေတယ်လို့ပြောပါတယ်။အဲဒီနောက်တော့သူဒီနေ့ဒီကိုလာခဲ့တာကကဘာကြီးအတွက်အရေးကြီးတဲ့ကိစ္စလုပ်ဖို့ဖြစ်ပြီးသူနဲ့အတူတွဲဖက်လုပ်မဲ့လူတွေလည်းပါလာတယ်လို့ပြောတော့ဝန်လဲအဲ့လူတွေကိုမြင်ပြီးကြောက်သွားတာမို့သူ့အိမ်ရှိရာကိုတဖြည်းဖြည်းဆုတ်သွားခဲ့ပြီးလီယိုနက်ကတော့သူတို့ကိုအထဲပေးဝင်ဖို့ဝန်ရဲ့ဒယ်ဒီနှစ်ယောက်ကိုပြောလိုက်ပါလို့ပြောခိုင်းလိုက်ပါတယ်ဝန်လဲသူ့ရဲ့ဒယ်ဒီနှစ်ယောက်ရှိရာကိုပြေးသွားခဲ့ပြီးလက်နက်ကင်ထားတဲ့ကြောက်စရာကောင်းတဲ့လူ၄ယောက်လာတဲ့အကြောင်းနဲ့သူတို့ကကဘာအတွက်အရေးကြီးတဲ့ကိစ္စလုပ်နေတာမို့အကူအညီတောင်းနေတဲ့အကြောင်းဒယ်ဒီနှစ်ယောက်ကိုပြောပြလိုက်ပါတယ်ဒါနဲ့အန်နူနဲ့အဲရီတို့နှစ်ယောက်ရှေ့ကိုထွက်လာကြပြီးအပြင်ကလူတွေနဲ့ပြေးလဲကြောင်းပြောကြည့်ပေမဲ့လည်းဘလို့မှပြောမရတာနဲ့ရဲကိုတိုင်မယ်ဆိုပြီးဖုန်းဆက်ပေမဲ့ဖုန်းလိုင်းတွေကိုလီယိုနက်တို့ဘက်ကဖျက်တောက်ထားတာမို့ဆက်သွယ်လို့မရခဲ့ပါဘူးအဲဒီနောက်တော့အပြင်ကလူတွေလည်းအထက်ကတကားမဖွင့်တာနဲ့မရရအောင်တကားဖြတ်ပြီးတိုးဝင်လာကြတာမို့ဒယ်ဒီနှစ်ယောက်လည်းဝန်နဲ့အတူပုံနေခဲ့ကြပြီးလက်ထဲမှာလည်းအန်ရပေးလာရင်ရိုက်လို့ရအောင်တန်းထုတ်တစ်ချောင်းစီကိုကင်ထားကြပါတယ်အိမ်ရဲ့အနောက်အပေါ်နဲ့အောက်ဘက်တွေကိုလူစိမ်းတွေကဝင်လာတာမို့အဲရစ်လည်းကားစီကိုထွက်ပြေးကြမယ်လို့ပြောနေတော့မှပဲမိန်းမတစ်ယောက်အထဲကိုရောက်လာတာမြင်တော့အန်နူးကိုဝင်ကိုခေါ်ပြီးထွက်သွားဖို့ပြောရင်သူကတော့တန်ထုတ်တစ်ချောင်းနဲ့ဝင်လာတဲ့မိန်းမကိုတိုက်ခိုက်ပါတယ်ဒါပေမဲ့လည်းလက်နက်ချင်းမမျှတော့တိုက်ခိုက်ရင်ကနေအဲရစ်ရဲ့ခေါင်းမတော်ဆပေါက်သွားခဲ့ပြီးအောက်ကိုလဲကျသွားတာကြောင့်ထွက်ပြေးဖို့လုပ်နေတဲ့အန်နူးလည်းပြန်ဝင်လာပြီးအဲရစ်ကိုခုလိုဖြစ်အောင်လှုပ်သွားတဲ့မိန်းမကိုလိုက်ပြီးတိုက်ခိုက်ပါတယ်အဲ့ဒီမိန်းမကလည်းကြောက်လန့်ပြီးအနောက်ကိုတဖြည်းဖြည်းဆုံရင်သူကနတ်စမမလို့ကူညီမယ်လို့ပြောပေမဲ့လည်းအန်နူကတော့လက်မခံပဲတတိမိနေတဲ့အဲရစ်ကိုနှိုးနေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲလူစိမ်းတွေကလည်းအိမ်ပြင်ဘက်ကနေတကားတွေဖြတ်ပြီးနောက်ထပ်တစ်ယောက်ထပ်ဝင်လာတာမို့အဲရစ်ကိုနှိုးနေတဲ့အန်နူလည်းပြန်ထသွားပြီးဝင်လာတဲ့လူကိုတိုက်ခိုက်လို့မျက်နှာကို၄-၅ချက်စတိုက်ထိုးလိုက်ပါတယ်ဒါပေမဲ့လည်းသူဘလို့မှမတားနိုင်တော့ပဲလူစိမ်းလေးယောက်ကအိမ်ထဲကိုရောက်လာကြပြီးသူ့ကိုတော်လိုက်ဖို့ပြောနေတာကြောင့်သူလည်းလဲကျနေတဲ့အဲရစ်ကိုကြည့်ပြီးအသက်ရှူတန်တွေမြန်လာခဲ့ပါတယ်အဲဒီနောက်တော့အဲရစ်နဲ့အန်ဒူနှစ်ယောက်စလုံးကိုလူစိမ်းလေးယောက်ကထိုင်ခုံတစ်ခုပေါ်မှာလက်နောက်ပြန်ကျိုးတုပ်ထားပြီးအဲရစ်ကတော့ခေါင်းပေါက်သွားတာကြောင့်စိတ်ကူးတာခံနေရပါတယ်အန်နူးကတော့သူတို့ကိုလိန်သူချစ်သူမှုလို့ဒီလိုဆက်ဆံလာလားလို့မေးတော့လူစိမ်းတွေကလည်းသူတို့မှာရှေးရိုးဆွဲတဲ့အသွေးတွေမရှိကြောင်းနဲ့ဒီကိုမလာခင်ကလိန်သူချစ်သူတွေမှန်းတော့မသိဘူးလို့ပြောပါတယ်အဲဒီနောက်တော့လူစိမ်းတွေလည်းအန်နူးတို့ရဲ့ယုံကြည်မှုကိုရအောင်ယူရမှာမို့သူတို့ကိုသူတို့မိတ်ဆက်ပြီးသူတို့ဒီကိုလာရတဲ့အကြောင်းရင်းကိုပြောပြပါတယ်အကြောင်းကတော့သူတို့ကကဘာပြက်ကိန်းကိုမြင်လာတာမို့ကဘာကြီးအဆုံးသက်မသက်ဆိုတာကအန်နူးတို့၃ယောက်ပေါ်မှာမူတည်နေတယ်လို့ပြောတာနဲ့အဲရစ်ကတော့ယူနေတာလားလို့ပြန်မေးလိုက်ပါတယ်ဒါကြောင့်လီယိုနက်ကရှေ့ကိုတိုးလာပြီးအန်နူးတို့၃ယောက်ထဲကတယောက်ကတေးရမှာဖြစ်ပြီးအဲ့ဒီတယောက်ကိုစတေးခံမှုရွေးချယ်ရမှာဖြစ်တယ်လို့အဲ့လိုမှမလုပ်ဘူးဆိုရင်ကဘာပေါ်မှာရှိတဲ့လူ9 ဘီလီယံကျော်တည်ဆုံးပြီးကဘာကြီးအဆုံးသတ်ရလိုက်မယ်လို့ပြောပါတယ်ဒီစကားတွေကိုကြားရတော့အန်နူးကအယူတွေပဲလို့ပြောလိုက်ပြီးအဲရစ်ကလည်းသူတို့အဲ့လိုစတေးခံရလောက်အောင်ဘာအမှားမှမလုပ်ထားဘူးလို့ပြောပါတယ်လီယိုနက်ကလည်းအဲရစ်ပြောတာကိုဟုတ်ပါတယ်လို့ပြောပြီးအမှားမလုပ်ခဲ့ကြပေမဲ့ဒီအချိန်မှာကဘာကြီးအတွက်အဆုံးဖြတ်ပေးဖို့ရွေးချယ်ခံလိုက်ရတာပဲလို့ပြောရင်အနောက်ကိုပြန်ဆုတ်သွားခဲ့ပါတယ်မကြပါဘူးလီယိုနက်ကဒီစတေးမှုကိုသူတို့အစားဝင်လုပ်ပေးလို့မရသလိုအန်နူးတို့ကိုယ်တိုင်ကလည်းဒီစတေးမှုအတွက်ကိုတက်သိလို့မရတာကြောင့်တယောက်ကိုရွေးချယ်ပြီးတက်ပြစ်ရမယ်လို့ပြောတော့အန်နူးကသူတို့ဘဒုကိုမှရွေးချယ်မှာမဟုတ်ဘူးလို့ပြောပြီးအဲ့ဒါကကဘာကြီးပြည့်ရင်တောင်မှလို့ပြောလိုက်ပါတယ်ဒါကိုကြားရတော့လူစိမ်း၄ယောက်လည်းတုန်လှုပ်သွားကြပြီးရမ်မွန်ကတော့ပြောနေတာအချိန်ကုန်တာပဲမို့လက်နက်ကိုသွားကင်လိုက်တယ်လို့လီယိုနက်ကတော့အန်နူးတို့၃ယောက်ထဲကတယောက်သာစတေးမခံဘူးဆိုရင်ကဘာကြီးကဘာဖြစ်မလဲဆိုတာသူတို့၄ယောက်လုံးမြင်ခဲ့ပြီးပြီလို့ပြောရင်ဒါကိုတားဖို့၄ယောက်စုပြီးဒီကိုလာခဲ့တာလို့ဆက်ပြောပါတယ်အဲ့ဒီချိန်မှာပဲကျန်တဲ့လူစိမ်း၃ယောက်ကလက်နက်ကင်လို့နေရာယူထားလိုက်ကြပြီးလီယိုနက်ကတော့သူတို့မြင်ခဲ့ရတဲ့သမုဒ္ဒရာရေတွေတက်လာလို့မြို့တွေရေမြုပ်ပြီးပြိုကျမဲ့အကြောင်းနဲ့အရာအလုံးကိုပင်လယ်ကခေါ်ယူသွားမဲ့အကြောင်းတွေပြောပြနေပါတယ်
ဒါပေမဲ့လည်းအန်နူတို့ကတော့လက်မခံပဲယူနေတာပဲလို့သတ်မှတ်ကြပေမဲ့လီယိုနက်ကတော့ဆက်ပြီးဖြစ်လာမဲ့ယောဂကတ်ဆိုးအကြောင်းနဲ့အဲ့ဒီယောဂကြောင့်လူတွေသေပြီးအဆုတ်ယောဂဖြစ်မှာတွေကိုဆက်ပြောပြနေပါတယ်အန်နူကလည်းဒါကထင်အောင်ထင်မှားဖြစ်တဲ့စိတ်ယောဂပဲမို့သူတို့ကိုလွတ်ပေးရင်စိတ်ကျမ်းမာရေးစေကမ်းမှာလိုက်ပြပေးမယ်လို့ပြောလိုက်ပေမဲ့လီယိုနက်ကတော့သူပြောစရာရှိတာကိုဆက်ပြောနေခဲ့ပါတယ်နောက်ထပ်လည်းကောင်းကင်ကြီးကဖန်သားတွေလိုပြိုပြီးကြားလာတော့မဲ့အကြောင်းနဲ့ကဘာကြီးမီးလောင်တိုက်သွင်းတယ်လို့ဖြစ်မှာမလို့အရာအလုံးကအမှောင်ကျမဲ့အကြောင်းတွေပြောနေခဲ့ပြီးအန်နူတို့ထဲကတယောက်သေးမှဒါကိုတားနိုင်မယ်လို့ဖိပြောခဲ့ပါတယ်အန်နူလည်းဒီစကားကိုကြားတော့ဘသူကဒီအကြောင်းတွေပြောတာလဲလို့မေးပြီးလီယိုနက်ကိုမေးလီတန်ကမြို့ထဲမှာကဘာပြက်ကိန်းဟောတဲ့လူတွေအတိုင်းပဲလို့ပြန်ပြောလိုက်ပေမဲ့လီယိုနက်ကတော့ရွေးချယ်မှာလားလို့ပဲပြန်မေးတာမို့နှစ်ယောက်စလုံးကခေါင်းခါလိုက်ကြပါတယ်အဲ့နောက်တော့လူစိမ်း၄ယောက်ထဲကရမ်မွန်လည်းရှေ့ကိုထွက်လာပြီးသူ့မျက်နှာကိုအဝတ်ဖြူနဲ့အုပ်ပြီးကျန်တဲ့၃ယောက်ကသူတို့မှပါလာတဲ့လက်နက်တွေနဲ့တပ်ပစ်လိုက်ကြပါတယ်။အဲ့လိုသေးသွားတဲ့နောက်မှာတော့လီယိုနက်က TV ကိုဖွင့်ပြလိုက်ပြီး TV ထဲမှာတော့မြို့ကြီးတွေမှာရေကြီးလို့အိမ်တွေနဲ့လူနေအိမ်တွေပျက်စီးကုန်တဲ့အကြောင်းနဲ့ကြီးမားတဲ့ငလင်တန်းကြောင့်လူတွေအသက်ဆုံးရှုံးရတာတွေကိုထုံးလွှင့်နေခဲ့ပါတယ်။ဒါပေမဲ့လည်းအန်နူကတော့ဒါက TV show တစ်ခုဖြစ်ပြီးလီယိုနက်တို့မလာခင်ကတည်းကကြိုတင်စီစဉ်ထားတဲ့အကြောင်းအရာကြီးပဲလို့ပြောပြီးလီယိုနက်တို့ကိုအယူတွေပဲလို့ဆက်ပြောခဲ့ပါတယ်ခဏကြာမှာတော့သူတို့တပ်တွေပြန်သိမ့်ဆိတ်သွားကြပြီးဆာဘရီနာကအဲရစ်ခေါင်းကဒဏ်ရာကိုဆေးထည့်ပေးနေတဲ့အချိန်ဝန်ကတော့အိမ်ထဲကနေတယောက်တည်းထွက်ပြေးသွားတာမို့လီယိုနက်ကပြန်လိုက်ရှာပြီးခေါ်လာခဲ့ရပါတယ်လီယိုနက်ကတော့ဒီအိမ်ကနေဘယ်သူမှထွက်သွားလို့မရဘူးလို့ပြောတော့အန်နူကဝန်ကိုတော့လွှတ်ပေးဖို့ပြောပြီးသူတို့ကိုပြစ်မှတ်ထားနေတာရက်လိုက်ဖို့ဆက်ပြောနေခဲ့ပါတယ်အဲ့ဒီနောက်တော့အန်နူကတခုကိုတတိယသွားပြီးသူနဲ့အဲရစ်ဘာမှဆုံခဲ့တဲ့ညကဗလိုင်းကြီးပြဿနာလာရှာပြီးသူ့ကိုအရေးပေါ်ခန်းမှာခွဲစိတ်ရအောင်လုပ်ခဲ့တဲ့သူကအခုလူစိမ်း၄ယောက်ထဲမှာပါလာတဲ့ရမ်မွန်ဆိုတာကိုသိသွားပြီးသူတို့ပြစ်မှတ်ထားခံရတာလို့အဲရစ်ကိုပြောပြလိုက်ပါတယ်ဒါပေမဲ့အားလုံးကတော့မဟုတ်ဘူးလို့ပြောပြီးသူတို့ကဒီကိုမလာခင်တစ်သားတရားပေါ်မှာစားဆုံဘူးတယ်လို့ပြန်ရှင်းပြပြီးသူတို့ဒီကိုလာရတာကိုအထင်မလွဲဖို့ပြောရင်မနှက်ဖြန်ကသူတို့အားလုံးရဲ့နောက်ဆုံးနေ့ဖြစ်သွားနိုင်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်တော့ဝန်ကိုထမင်းကျွေးရာကနေဝန်ကဓာတ်တလက်ကိုမရရအောင်ဖွက်ထားလိုက်ပြီးအဲရစ်ကိုအိုက်ဓာတ်ပေးလိုက်ပါတယ်နောက်တစ်နေ့ကိုရောက်တော့အေရီယန်ဆိုတဲ့မိန်းကလေးလှဲ့ကိုရောက်လာပြီးသူကဒီဖြစ်ဆိုးကြီးကိုမြင်ခဲ့ရပြီးသူ့ကလေးကလည်းအရှင်လက်လက်မီးလောင်နေခဲ့တာမို့ဒီကိစ္စကြီးကိုရပ်တန့်ပေးဖို့အန်နူးတို့ကိုထပ်ပြောနေခဲ့ပါတယ်အဲ့လိုပြောပြီးဒူးထောက်လိုက်ချိန်မှာတော့အန်နူးတို့လည်းဒီအခြေအနေကနေအမြန်လွတ်ဖို့အတင်းကြိုးစားနေကြပြီးအေရီယန်ကလည်းသူ့ရဲ့မျက်နှာကိုအဝတ်ဖြူနဲ့အုပ်လိုက်ပါတယ်အဲရစ်နဲ့အန်နူးကတော့သူတို့ရဲ့လက်ကကြိုးတွေပြီးအောင်အတင်းတွေယုံနေကြပြီးကြံနေတဲ့လူစိမ်းနှစ်ယောက်ကလည်းအေရီယန်ကိုပတ်လို့ရစ်ပူစော်တလို့လုံးနေပြီးတိတ်မကြပါဘူးသူတို့ရဲ့လက်နက်တွေနဲ့တစ်ချက်တည်းစတေးပစ်လိုက်ကြပါတယ်ပြီးသွားတဲ့အချိန်မှာတော့ TV ကိုဖွင့်လိုက်ပြီးကြောက်စရာကောင်းတဲ့ကက်ယောဂါဆိုကြီးတစ်ခုဖြစ်နေတယ်ဆိုတဲ့သတင်းက TV ကနေလာနေခဲ့ပြီးအဲယောဂါကလည်းကလေးတွေစီမှာအဖြစ်များတဲ့အကြောင်းဆက်ပြောနေခဲ့ပါတယ်ဒါကိုကြည့်နေတဲ့အချိန်အဲရစ်ကပုံရိပ်တစ်ခုကိုတွေးလိုက်ရတယ်လို့အန်နူးကိုလှမ်းပြောတာကြောင့်အန်နူးလည်းမယုံနိုင်ဖြစ်သွားတဲ့အချိန်လီယိုနက်ကဘယ်မှာတွေးလိုက်တာလဲလို့မေးတော့အဲရစ်လည်းလီယိုနက်ရဲ့အနောက်ကအလင်းထဲမှာလို့ဖြေပြီးခုနကရမန်ရဲ့အနောက်မှာရက်နေတုန်းကလည်းသူမြင်တယ်လို့ပြောပါတယ်ဒါပေမဲ့လည်းအန်နူးကတော့အဲရစ်ခေါင်းထိထားတာကြောင့်ထင်အောင်ထင်မှားတွေမြင်နေတာပဲလို့ပြောပြီးသူဒီယောဂအကြောင်းရှာဖွေပြီးဖတ်ကြည့်ထားတာမို့ဒါကကက်ယောဂမဟုတ်ပဲသတင်းတစ်ခုပဲလို့ထပ်ပြောပါတယ်အဲရစ်ကတော့သူအခုခေါင်းကြည့်လာပြီလို့ပြောပြီးဝန်ကိုခေါင်းငိမ့်အချက်ပြလိုက်တော့ဝန်ကလည်းသူတို့စက်တိုက်ထားတဲ့အတိုင်းကာတွန်းကားကြည့်ကျင်တယ်လို့ရုတ်တရက်ထားအောင်ပြောပါတော့တယ်။ဒါနဲ့လီယိုနက်လည်းဝန်ကိုအာယုံစိုက်မိသွားချိန်မှာတော့အဲရစ်နဲ့အန်နူတို့ကလက်ကကျိုးတွေကိုအတင်းဖယ်ရကနေကျိုးတွေလည်းပြဲသွားကြပြီးအဲရစ်ကတော့ခြေထောက်ကျိုးကိုမဖယ်နိုင်သေးပဲလီယိုနက်တို့ကိုတန်းတိုက်ခိုက်ပါတယ်။တစ်ဖက်မှာလည်းအန်နူကလက်ရောခြေထောက်ရောကကျိုးတွေကိုဖယ်ပြီးသူ့ရဲ့ကားစီကိုပြေးသွားတာမို့ဆာပရီနာလည်းအနောက်ကနေပြေးလိုက်သွားခဲ့ပါတယ်ကားတော့ဖွင့်နေတဲ့အချိန်အန်နူးရဲ့ခြေထောက်ကိုဆာဘရီနာကသူ့လက်ကတန်ကြုံနဲ့ရိုက်လိုက်တာမို့အန်နူးလည်းခြေထောက်နာသွားခဲ့ပြီးအောက်ကမြေကြီးတွေနဲ့ဆာဘရီနာကိုပတ်လို့ကားထဲကိုအမြန်ဝင်ပြေးပြီးကားလော့ကိုချလိုက်ပါတယ်။အဲဒီနောက်တော့ကားနောက်ခန်းထဲမှာသူ့ရဲ့လက်ပွင့်နဲ့တင်ထားတဲ့တနက်ဘူးကိုဖွင့်ဖို့လုပ်နေပြီးဘူးကလည်းတမ်းမပွင့်လာလို့အပြင်ကဆာဘရီနာကလည်းတန်ကြုံတွေနဲ့ကားမှန်ကိုအတင်းတွေထုနေခဲ့ပါတယ်။အိမ်ထဲမှာလည်းခြေထောက်အခြေခံထားရသေးတဲ့အဲရစ်ကတန်ထုတ်တစ်ချောင်းနဲ့လီယိုနက်ကိုအသေးထန်တိုက်ခိုက်နေပြီးအပြင်မှာတော့ကားမှန်လည်းကွဲသွားခဲ့တယ်လို့တနက်ဘူးကလည်းပွင့်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းတနက်ထဲမှာကြည်မရှိတာမို့အန်နူးကကြည်တွေကိုတနက်ထဲထည့်နေတဲ့အချိန်ဆာဘရီနာကလည်းသူ့ရဲ့တန်ချောင်းကြီးနဲ့အန်နူးကိုထိုးလို့အထဲကိုပြန်ဝင်ခိုင်းနေခဲ့ပါတယ်။မကြာလိုက်ပါဘူး။အန်နူးတနက်ထဲကြည်တွေပြေးသွားခဲ့ပြီးတစ်ချက်ဖောက်လိုက်တာမို့ဆာဘရီနာလည်းအနောက်ကိုတဖြည်းဖြည်းဆုတ်သွားပြီးအဝေးကိုထွက်ပြေးသွားခဲ့ပါတယ်။အဲဒီတော့မှအန်နူးလည်းကားပေါ်ကဆင်းပြီးကားကိုကြည့်လိုက်တော့သူတို့ထွက်ပြေးလို့မရအောင်ဘိန်းကိုလေလျှော့ထားရတဲ့အိမ်ထဲကိုပြန်ဝင်လာတဲ့အချိန်လီယိုနက်နဲ့အဲရစ်တို့နှစ်ယောက်ကလက်နက်ကိုစီနဲ့အသင့်နေထားဖြစ်နေကြပြီးလီယိုနက်ကတော့သူဒီလိုတွေလုပ်ဖို့လာတာမဟုတ်ဘူးလို့ပဲတဖွာဖွာနဲ့ပြောနေခဲ့ပါတယ်
အဲ့ဒီချိန်မှာပဲအန်နူးကတနက်နဲ့ချိန်ထားခဲ့ပြီးလက်နက်ကိုချားလို့ပြောနေပေမဲ့လီယိုနက်ကတော့ရွေးချယ်ဖို့အဆင်သင့်ဖြစ်ပြီလားလို့ပဲမေးနေခဲ့တာမို့အန်နူးကလည်းယူနေပြီလို့ပဲတခွန်းနဲ့ပြောပြီးသူကသူ့မိသားစုကိုခေါ်ပြီးထွက်သွားမယ်လို့ပြောပါတယ်အဲ့ဒီမှာပဲထွက်ပြေးသွားတဲ့ဆပ်ဘရီနာကပြန်ရောက်လာပြီးအထဲကိုပြေးဝင်လာတာမို့အန်နူးလည်းတနက်နဲ့ပစ်ထည့်လိုက်ရပါတယ်လီယိုနက်ကတော့ဆပ်ဘရီနာရဲ့မျက်နှာကိုအဝတ်ဖြူနဲ့အုပ်ပြီးအခန်းတစ်ခုထဲကိုခေါ်သွားချိန်မှာအန်ဒူးကရမွန်ရဲ့ပတ်စံအိတ်ကိုသွားပြန်ယူပြီးမှတ်ပုံတင်တဲ့ကရမွန်ရဲ့နာမည်ကရမွန်မဟုတ်တာကိုအဲရစ်နဲ့လီယိုနက်တို့ကိုပြလိုက်ပါတယ်။ဒါကြောင့်အန်ဒူးရဲ့ဒေါသကအထွတ်ထိပ်ရောက်နေခဲ့ပြီးလီယိုနက်ကိုရေချိုးခန်းထဲဝင်ဖို့နဲ့သူအခုလူသက်ချင်စိတ်တွေပေါက်နေတာမို့တတ်ဖို့ဝင်မလေးဘူးလို့လည်းပြောပါတယ်။လီယိုနက်လည်းတနက်နဲ့အချိန်ခံထားရတာမို့ရေချိုးခန်းထဲကိုဝင်ပေးလိုက်ပြီးလီယိုနက်ဝင်သွားတော့မှအန်ဒူးကသူတို့လူစိမ်း၄ယောက်ဒီကိုလာတဲ့လမ်းမှာကားတော်စီးလာမှာပဲမို့အိုက်ကားကိုယူပြီးထွက်ပြေးကြမယ်လို့ပြောနေတော့မှပဲရေချိုးခန်းထဲကအတန်တန်ကြားတာနဲ့ခြေလမ်းတွေတုံဆိုင်သွားခဲ့ပါတယ်။ဒါကြောင့်ရေချိုးခန်းတကားကိုဖြည်းဖြည်းချင်းဖွင့်ပြီးရေချိုးခန်းထဲကလိုက်ကာကိုတနက်နဲ့တစ်ချက်အရင်ပြစ်ကြည့်လိုက်ပြီးလီယိုနက်ရှိမရှိဆွဲဖွင့်လိုက်တော့လီယိုနက်ကပုံးရကနေထွက်လာပြီးအန်နူးနဲ့တိုက်ခိုက်လို့တနက်ကိုလူယူလိုက်ပါတယ်။ဒါကြောင့်လက်မြောက်ရတဲ့လူကအန်နူးပြန်ဖြစ်သွားပြီးမင်းကကိုမတက်ဘူးလို့ပြောထားတယ်မလားလို့ပြောတော့လီယိုနက်ကလည်းသူမတက်ပင်မဲ့အိမ်ကနေထွက်မသွားအောင်ခြေထောက်ကိုတော့ပြစ်လို့ရတယ်လို့ပြောပါတယ်။အဲဒီနောက်တော့နောက်ထပ်သတင်းတစ်ခုကိုဖွင့်ပြပြီးသတင်းထဲမှာလေရင်တွေပြတ်ကျတာကြောင့်ပောက်ကွဲမှုတွေဖြစ်နေခဲ့ရပြီးဘာကြောင့်ဒီလိုဖြစ်ပျက်ရတဲ့အကြောင်းရင်းကိုတော့ရှာမတွေ့သေးပါဘူးလို့တင်ဆက်သူကပြောပါတယ်။ဒါကိုကြည့်နေတဲ့ Eric ကတော့ကောင်းကင်ကြီးကမြေပေါ်ကိုဖန်စားတွေကြားလာမယ်ဆိုတဲ့အကြောင်းပြောတော့လီယိုနက်ကလည်းဖျားရဲ့လက်ချောင်းတွေကကဘာကြီးကိုမီးလောင်စေမယ်ဆိုပြီးပြန်ပြောခဲ့ပါတယ်။ဒါအပြင်လီယိုနက်ကသတင်းတင်ဆက်သူပြောတဲ့ TV ရှေ့မှာရက်လိုက်ပြီးတင်ဆက်သူပြောမဲ့စကားတွေကိုသူကအရင်အရှိကနေပြောပြနေခဲ့ပါတယ်။အန်နူးကတော့အခုတည်းထိလက်မခံနိုင်သေးပဲလီယိုနက်တို့လာတော့ကစီးခဲ့တဲ့ကားတော့ကိုပေးဖို့နဲ့သူတို့မိသားစုအခုထွက်သွားမယ်ဆိုတာကိုပြောတော့အဲရစ်ကအခုသူတို့မြင်ရတာတွေနဲ့ဖြစ်ခဲ့သမျှတွေအကုန်တိုက်ဆိုင်တယ်လို့ထင်တာလို့မေးခွန်းပြန်ထုတ်လိုက်တာကြောင့်အန်နူးကလည်းဒါကကြောက်စရာကောင်းတဲ့တိုက်ဆိုင်မှုပဲလို့သူယုံတယ်လို့ပြန်ပြောခဲ့ပါတယ်ဒါကိုတော့လီယိုနက်ကလိန်နေတာပဲလို့ပြောပြီးသူနောက်ဆုံးကြံတဲ့စတေးမှုကိုအပြင်မှာလှုပ်ချင်တာမို့အားလုံးကိုအပြင်ထွက်ခဲ့ဖို့ပြောပြီးသူဖနှက်ကြားမှာဖွက်ထားတဲ့ဓာတ်ကိုထုတ်လိုက်ရင်သူမရှိတော့ရင်ဒီကတ်ဆိုးကြီးကိုတားဖို့အချိန်နဲ့ပဲကြံတော့မှဖြစ်တယ်လို့နောက်ကျသွားတာလည်းဖြစ်နိုင်တယ်လို့ပြောပါတယ်ဒါနဲ့ဝန်ကကလေးတွေအားလုံးသိမှလားလို့ဝင်မေးလိုက်တော့အဲရစ်လည်းဝန်ကိုဓာတ်တွေမကြုံစေချင်တာနဲ့အကြက်တက်ပြီးသူတို့နှစ်ယောက်တည်းကတယောက်လာမခေါ်မချင်းတစ်လုံးအိမ်လေးထဲမှာသွားနေဖို့ပြောလိုက်ပါတယ်ဒါနဲ့ဝင်လဲထွက်သွားရောလီယိုနက်ကကဘာကြီးကိုကယ်တင်မှုရွေးချယ်ပေးနိုင်မလားလို့မေးရင်သူ့ကိုယ်သူတက်သေးသွားခဲ့ပါတယ်။အဲဒီချိန်မှာပဲရုတ်တရက်ကောင်းကင်တစ်ခုလုံးမဲလာပြီးလျှက်စီးတွေရုတ်တရက်လက်လာတာကြောင့်သူတို့နှစ်ယောက်လည်းအိမ်ထဲကိုပြန်ဝင်လိုက်ကြပါတယ်။အဲရစ်ကတော့သူအလင်းတန်းကြားတဲ့ကပုံရိပ်တစ်ခုကိုခန်းစားနေမိပြီလို့ပြောပေမဲ့လည်းအန်ဒူးကတော့ဘလို့ပဲဖြစ်ဖြစ်ကဘာကြီးထဲမှာလူမရှိတော့ရင်တော့သူတို့၃ယောက်တည်းကဘာကြီးထဲလမ်းလျှောက်သွားကြမယ်လို့ပြောတာကြောင့်အဲရစ်ကတော့လက်မခံနိုင်ပဲအဲ့လိုဆိုရင်ဝန်ရဲ့ဘွားကဘလို့ဖြစ်သွားမှာလဲလို့မေးခွန်းထုတ်လိုက်ပါတယ်ဆက်ပြီးအဲရစ်ကဒါကအိမ်ဝင်စည်းတာလည်းမဟုတ်တယ်လို့သူတို့ကိုပြစ်မှတ်ထားတာလည်းမဟုတ်ပဲလူစိမ်း၄ယောက်ကသူတို့ကိုနားလဲအောင်လုပ်ဖို့လာတာလို့ပြောပြီးသူတို့ကရှေ့မှာဖြစ်မှာကိုကြိုမြင်ခဲ့ရလို့လာတားကြတဲ့မြင်းစစ်တီ၄ယောက်ပဲလို့ပြောပြီးသူတို့၃ယောက်ကမြင်းစစ်တီ၄ယောက်ရဲ့တေတာနဲ့ဆုံးရှုံးမှုကိုခံစားဖို့လိုအပ်တာကြောင့်ဖြစ်မယ်လို့ပြောပါတယ်ဒါပေမဲ့အန်နူးကတော့သူတို့ကဘာကောင်းမှမဟုတ်တာမို့ဘာလို့သူတို့ကိုရွေးချယ်ရတာလဲလို့မေးလိုက်ပေမဲ့အဲရစ်ကတော့သူတို့ကဒီကဘာကြီးအတွက်ဆုံးဖြတ်ချက်ချရမယ်လို့ပြောတာကြောင့်အန်နူးကကဘာပေါ်ကလူတွေကအဲ့လိုလုပ်ဖို့မတန်ဘူးလို့ပြောပြီးသူတို့အားလုံးကငါတို့ရဲ့ဖြစ်တည်မှုကိုမုန်းနေတာပဲလို့ပြောပါတယ်ဒါပေမဲ့လည်းအဲရစ်ကတော့သူ့စိတ်ကဒီအဖြစ်အပျက်တွေကိုလက်ခံလိုက်ဖို့အေးချမ်းနေပြီမို့ကဘာကြီးကိုကယ်တင်ဖို့အတွက်သူစတေးခံမယ်လို့ပြောပြီးသူ့ကိုတတ်ဖို့နဲ့ဝန်ရဲ့ဘွားကိုတော့အန်ဒူးနဲ့အချိန်တူတူကုန်ပြီးသူချစ်တဲ့သူတွေကြောင့်ပြောရင်ဖြတ်တန်းသွားစေခြင်းနဲ့လို့ပြောရင်တဲအိမ်လေးတွေကနေတနက်တန်တစ်ချက်ထွက်လာခဲ့ပါတယ်အဲဒီနောက်တော့မဲမောင်နေတဲ့ကောင်းကင်ကြီးလည်းအလင်းရောင်တွေပြန်ရသွားပြီးတစ်လုံးအိမ်လေးတဲကိုတော့အန်နူးတယောက်တည်းပြန်ရောက်လာတာမို့ဝန်ကဒယ်ရီအဲရစ်ကအားလုံးကိုကယ်တင်လိုက်တာလားလို့မေးပြီးနှစ်ယောက်သားဖတ်ငုံနေခဲ့ကြပါတယ်အဲ့ဒီချိန်မှာပဲကောင်းကင်မှာမိုးတွေရွာချလာပြီးအန်ဒူးလည်းဝန်းကိုခေါ်လို့ရှောက်လာခဲ့ပြီးလူစိမ်း၄ယောက်စီးလာတဲ့ကားနဲ့အတူမြို့ထဲကိုထွက်လာကြပါတယ်မြို့ထဲကစားတောက်ဆိုင်တစ်ဆိုင်မှာတော့လူတွေအများကြီးရှိနေကြပြီးသတင်းတစ်ပုဒ်ကိုအားလုံးကစိတ်ဝင်စားနဲ့နားထောင်နေခဲ့ကြပါတယ်သတင်းထဲမှာတော့အရှိကဖြစ်ခဲ့တဲ့ကဘာပြက်ကိန်းကပ်ဘေးကြီးဟာရုတ်တရက်ဆန်စွာနဲ့အဆုံးသတ်သွားခဲ့တာမို့ပြည်သူတွေအားလုံးဘေးကင်းလုံခြုံသွားပြီလို့ပြောနေခဲ့ပါတယ်ဒါကိုကြားတော့အန်ဒူးနဲ့ဝန်လဲဆိုင်ထဲကနေပြန်ထွက်လာခဲ့ကြပြီးကားပေါ်ကိုတက်လို့ဆက်ပြီးထွက်လာခဲ့ကြပါတယ်အဆုံးထိကြည့်ရှုနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်